တော့အားမရှိဒီဝါယာလဲရမယ်ဝါယာတတန်း9နှစ်ရှိပြီတော့လဲပေးရအခုဒီဝါယာကိုဘာဝါယာလို့ခေါ်တာလိုက်ပါဒီပေါ်လိုက်ပုံမှာဒီဝါယာနဲ့တေးဗစ်နဲ့ထမ်းပြီးတော့ထောက်ချတယ်ပါဝါယာနဲ့မြန်ပြေးကြတယ်မသိဘူးဒီပြင်းဝါယာနော်ပြင်းဝါယာမှတ်Check it. Yeah. Quá bà bì vậy. Quá bà tụi play ấy bì sắp à. Play lấy bì đấy. Rồi bì. Đi mà quá. Nó khu bên, nó khu. Chắc là bây giờ cái này thành công này là cái này không sao rồi đi sao rồi mà xoay bây giờ gì xoay bây giờ ấy cái gì đâu đâu là gì nào đó là cho nó rồi tất cả lại bộ lì bộ đi mà rồiဒီမှာဒါလိုက်ဖို့တယ်မှာဒီအစားတော့ဒီတက်ကလေးပေါ်မှာပါလာတဲ့လူတွေအတွက်အစားတော့တွေထဲမှာရှိတယ်နော်ဖွင့်လာရုံမှာရှိမယ်ဒါအစားတော့တွေရှိမယ်ဒီမှာဘာတွေပါမလဲဆိုတော့ပြီးတော့ day night signal တွေပါမယ်ရေပါမယ်နော်ရေပါမယ်ဒါတွေရှိလိမ့်မယ် okay နော်စာမေးမယ်အဲ့တော့ဒီမှာထိုင်ကုန်မှာရှိတဲ့နံပါတ်လေးတွေအဲ့ကောင်ဒါကိုယ့်နံပါတ်နဲ့ကိုယ်သွားတာနော်အဲ့ဒီနံပါတ်ကဘယ်မှာပါလဲခုလေးပါပါတယ်ခုလေးမှာပါနော်โอเคဒီမှာပြီးတော့ကပတ်တွေအယောင်တွေ့လားအပြာအယောင်ခွဲထားတယ်ကွာဘာဖြစ်လို့လဲညာဘက်ဆောင်ဆောင်အပြာဘယ်ဘက်အဝင်ဝအဝါလဲဘာလို့ခွဲထားလဲဟမ်မှတ်မိအောင်ဘယ်လိုမှတ်မိအောင်ဟမ်ကိုယ်တိုင်ကိုယ်နေအောင်မှတ်မိအောင်ရောင်လေးနဲ့အေးကိုယ်တိုင်ကိုယ်နေညာခွဲတာမှန်တော့မှတ်မိအောင်ပေါ့ကွာနော်ဒါပေမဲ့မှတ်မိအောင်ဆိုတာမပြည့်စုံသေးဘူးဒါငါတို့လိုက်ဖို့ရေးကြောင်းငါတို့ဒီ engage ဟိုပါပေါ့နော်အရေးပေါ်အခြေအနေမှာဆိုရင်ဒီဘက်အဝါတစ်ဘက်ထိုင်တဲ့အဝါသမားအဝါလော့ကိုပဲအဝါတက်ပေါ့သဘောပေါက်လားနော်ဟိုဘက်ကအပြာဟာပဲတက်အဲ့ဒီအတွက်ခွဲပေးထားတာတကယ်ကပြူတူပြဲတဲ့လို့ဖြစ်လာတဲ့အချိန်ကျရင်ငါတို့ကပတ်အယောင်နဲ့တူနေကိုယ့်ဘက်ကဟာဆွဲသူ့ဘက်ကဟာကိုပတ်တယ်လို့လေနော်အဲ့လိုလုပ်လို့မရဘာပဲချိန်တိတ်မရဘူးခဏလေးပဲမိနစ်ပိုင်းလေးလည်းဖြစ်မယ်အဲ့လောက်တွင်မှာငါတို့အမြန်ဆုံးနော် yes sir okay ဒီမှာအင်ဂျင်ထိုးတဲ့အကြောင်းကထပ်မိမယ် okay ကိုမရှိလဲနဲ့မင်းအေးပြောဟဲ့အဲ့ဒါလေမြချီတော့ဒီဟာအဲ့လေတိုက်ကူကဖီဘောနဲ့ချရင်တည်တဲ့လူကရှိမှာပေါ့အေးပေါ့ရှိနိုင်တာပေါ့ဖီဘောနဲ့ချရင်သူကရှိနေချရင်အေးပေါ့ရှိနိုင်တော့ရှိရင်လည်းရှိမယ်ရှိချင်မှလည်းရှိမယ်အနည်းဆုံးတော့မဲ
ဟိုကျိုးတာပဲ့တာလည်းရှိနေတာပဲဒီကောင်အမဲရေတဲ့ကိုအချိန်နဲ့ပြစ်ချတာ ဒီကပတ်နဲ့ပတ်ထားလဲပါပါပဲ ဟမ် ဒီအရှိကြီးနဲ့ရေ အဲ့လိုကြီးတော့မပါပါဘူးကဲထားပါတော့တင်မောမြုပ်ပြီဆိုရင်အားလို့တင်မောကြီးမြုပ်သွားမယ်နော်အားလို့မှ live red တွေရှိတယ်ဟုတ်လား live red ဘယ်နှလုံးကရေပေါ်ပြန်ပုံမလဲဘယ်နှလုံးရှိမလဲပေါ်နိုင်တဲ့ live red ဘယ်နှလုံးရှိမလဲ ပေါ်လာရင်လည်းလည်းရှိတယ်ဘယ်လိုပေါ်လာလဲပေါ်နိုင်တော့ဘယ်လိုပေါ် ဟုတ်တယ်လေမပေါ်မဲဟာလည်းရှိရလေပေါ်မဲဟာလည်းရှိရလေ ဟုတ်တယ်ဘုရားဗာလဲဘုရားဒေးဗစ်နဲ့ချတဲ့အားမပေါ်ဘူးပေါ့ ဟမ် ဘုရားလေဒေးဗစ်လောင်းအော်တိုရလီတက်ထားတဲ့အားပါအော်တိုရလီတက်ထားတဲ့အား တင်မောမှာ live red ဘယ်နှလုံးရှိလဲ ပေါ်စေမတလုံး 3လုံးနော်အဲ့3လုံးမှာဘယ်နှလုံးရေပေါ်တက်မလဲ နှလုံး နှလုံးဘယ်နှလုံးလဲ နောက်ကနှလုံးပဲတက်ပဲဖော်စရာလုံးမတက်ဘူး ပေါ်စဲနှလုံးကဘာလို့မတက်တာ ပေါ်စရာလုံးကကျွန်တော်ဥစ္စာကိုဒီတမောသင်္ကေတမမက်ဂဇင်းကဒီရှေ့တမောလိုက်ရှေ့ရောက်နေရှေ့ကလူတွေဒီမှာပြချဖို့ อืม ဟုတ်လို့ ဟောအဲ့ဆိုရင်ရှေးရဟာမတက်ဘူးပေါ့အဲ့လိုကြီးလား ရှေ့ဟာလည်းတက်ပါတော့ ဟိုရှေ့ကတက်တယ်ဒီကျွန်တော်တို့ဗာလဲဒီဘုရားမတက်ဘူးဒီကဗာလဲဒီဘစ်လောင်းနေ ဘယ်လိုမှတက်တာကိုသူလည်းဥစ္စာပဲ သူကဒီဘစ်နဲ့ချမှလीသူလည်းပါတယ်အိတ်ရှာကြီးပါတယ် အိတ်ရှာကြီးပါတယ်လေ ပြီးမှပြမယ်ကွာတင်မောမြုပ်သွားရင်ပြန်တက်လာမယ့်ဟာငါတို့နောက်ကနှလုံးပဲရှိတယ်ဟိုးရှေးက6ယောက်စီးဟာမတက်ဘူးဒါပြီးတော့ तू ကငါတို့လူကိုယ်တိုင်လက်ရှင်ပြုတ်မှပြုတ်နော်အနောက်ကနှလုံးကအိတ်ရာယူရှိတယ်အိတ်ရာယူရှိတဲ့တကြောင်ရေနဲ့ဘလောက်ဆိုသူစားရမှာပါတယ်တိုင်းဘဏ္ဍခါဖြတ်လဲကြိုးကဲပြောထပ်မေးမယ် ဖြတ်တာ အေးပြောသူ့မှာဘဏ္ဍခါဖြတ် သူကလူဖြတ်တာပဲ ဟုတ်တယ် လက်ပါလို့ မင်းရောကဲမင်းစာတင်တာမဟုတ်ဘူးကျောင်းမှာမင်းတို့၄-၅နှစ်လောက်တင်လာပြီဘာမှမသိဘူးပြောမတင်ဘူးအဲ့ဒါတွေဟဲ့မတင်မှမနေဘူးနော်အယူနှစ်ခါဖြတ်တယ်နော်ပထမတစ်ခါပါဖြတ်တယ်မိုးဆက်ကဲအီမီဒါဝိုင်း ဥစ္စာကိုဒီအိတ်ရှာကြီးကနေတက်တာ ဟုတ်တယ်လေနှစ်ခါဖြတ်တယ်ဆိုတော့နှစ်ခါဖြတ်တယ် နောက်တစ်ခါအဲ့ဒီ live brush ပွင့်အောင်လို့ပေါ့ဖြတ်တယ် ဟမ် နောက်တစ်ခုကြတော့ပါကျွန်တော်ဒီဘယ်လောက်လဲ မငါပြောမယ်တင်မောမြုပ်သွားပြီဆိုတာနဲ့နော်ပထမဆုံးပြတ်မဲ့ဟာလက်ရှင်သူ့အတိုင်းသားလက်ရှင်ကိုတစ်ခါဖြတ်လိုက်နော်ဖြတ်ပြီးတာနဲ့လက်ရှင်ကဖြတ်သွားတာလက်ရှင်လည်းဖြတ်ပြီးတော့ငါတို့ live ပေါ်ကျသူ့ဘွားရစီရှိတယ်ရေပေါ်တက်လာလိမ့်မယ် ဟုတ် နော်ရေပေါ်တက်လာတယ်မှာပိန်တော်သူတင်မောအောက်ရေထဲကိုသူနစ်သွားမှာဆွဲချသွားမှာသူလူရင်းရောက်ပြီးသူ့အထဲမှာရှိတဲ့စလင်ဒါကိုဖြုတ်ဆွဲဖို့မီတာဘယ်လောက်လဲငါလည်းမေ့နေကွာအစိတ်လား30လားအဲ့လောက်ရောက်ပြီဆိုရင်ဒီပိန်တာကျိုးစောင့်ဆွဲတယ်ကြောင့်ဒုတိယတစ်ခါနော်အဲ့ပိန်တာကိုဖြတ်ပြီးဖို့တစ်ခါရှိသေးတယ် ပိန်နာဖြတ်ဖို့ နှစ်ခါရှိတယ်နော် ဖြတ်တာ အေးအဲ့ဒါအဲ့ကကွင်းလေးရဲ့နာမည်ကပါလဲသိလားအဲ့ပိန်တာနောက်ဆုံးဖြတ်တဲ့ကွင်းလေးရှိတယ် plastic ကွင်းလေးအဲ့ဒါနာမည်ခေါ်တယ်အဲ့ကောင်သိရမယ်တင်မောသားလားဖြည့်ကြတယ်သိမသိဘူးပြောweak link နော် weak link weak ဆိုတာအားနေတဲ့ link ဆိုတာကွင်းလေး okay အဲ့မှာနောက်မှအခုငါပြီးရင်ခဏဆင်ပြနော်ငါတို့တကြီးတယောက်ကအဲ့လိုတောင်းတကြီးတွေလိုက်မရှင်းပြအောင်နော်ဒီအောက်ဒီစင်ပြေအေးဟုတ်ပြီဆွမ်းနာပြောထားတယ်နှစ်ခါဖြတ်တယ်နော်နှစ်ခါဖြတ်တယ်ပထမဆုံးဖြတ်မှာဒီကောင်းကိုတိုင်းထားတဲ့ဒီလက်ရှင်ပထမဆုံးတစ်ခါဖြတ်လိုက်မယ်ဖြတ်မှာဒီမှာ hydrostatic release unit ဆိုဒီထဲမှာဓာတ်လေးပါတယ်နော်သူ့အရင်နဲ့ရောက်တာနဲ့ဒီမှာ release depth 1.5 or 4 meter နော်အဲ့လောက်ရောက်တာနဲ့ဒီကောင်လေးစပြီးလှုပ်ပြီးဒီကောင်ကျိုးဖြတ်လိုက်လေဖြတ်လိုက်ပြီးဆိုရင်ဒီလက်ရှင်မရှိတော့တဲ့ဒီကောင်ကြီးက live red ကြီးကလွတ်သွားမှာပေါ့နော်ဒီသင်္ဘောနဲ့လွတ်သွားလိမ့်မယ်ဒါပေမဲ့မလွတ်သေးတဲ့ဟာဒီတစ်ချောင်းရှိသေးတယ်ဒီကောင်ကဒီမှာ strong point မှာခြိထားတယ်နော်ဒီကောင်ဆွဲထုတ်လိုက်ရင်ဒါပိန်တာဒီမှာရေးထားတယ်ဒီမှာရေးထားဒီမှာလက်ချောပိန်တာတဲ့နော်36မီတာရှိတယ် maximum storage height ကဒီကောင်25မီတာမြင့်ရရင်လည်းပြချလို့ရတယ်နော်25ရောက်စီနော်ဒါတွေပေါ့ okay ဒါတွေပဲဒီကောင်မီတာ36မီတာရောက်ပြီဆိုရင်ဒီကောင်ထဲမှာဆလင်ဒါအိုးရှိတယ်ဒီဆလင်ဒါအိုးကိုဆွဲဆောင်းလိုက်တာနဲ့ဒီကောင်ပွင့်သွားတယ်မလားလိုက်ရပွင့်သွားတာနဲ့ဒီကောင်ရေပေါ်မှာပေါ်ပြီးပေါ့အဲ့ချိန်မှာဒုတိယတစ်ချိန်ဖြတ်မဲ့ကောင်ကဒီနေရာပဲဒီကျိုးဒီကောင်လေးဒီနေရာလေးဒါ weak link ခေါ်တယ်နော်ဒါလေးကိုဖြတ်ဒီကောင်လေးနော်အဲ့ကောင်လေးဖြတ်ချ
ဖြတ်သွားရင်ဒါ live rec ကလုံးဝတင်မောနဲ့လုံးဝကင်ကာသွားပြီဒါပါပဲနှစ်ခါဖြတ်တယ်ပထမတစ်ခါလက်ရှင်ကိုဖြတ်တယ်နော်ဒုတိယတစ်ခါဖြတ်တာဒီ36မီတာပိန်တာဆွဲဆောင်ပြီးတာနဲ့နော်ပိန်တာအရှည်ရောက်ပြီးတာနဲ့ဒီကောင်ဒုတိယကျရင်ဒီ weekly ကိုဆွဲဖြတ်မယ်ဒါပဲငါတို့ live boat တွေကသူက C เนาะသူက C နဲ့မောင်းတာအင်ဂျင်ပေါ့เนาะအဲ့ C ကဘာဖြစ်လို့ငါတို့လုံလောက်မထည့်ပေးတာလဲအများကြီးဘာဖြစ်လို့လဲ ဝိုင်းပေါ်လို့ရှင်းပြပါ ဟမ်ပြောဒီတည့်ရလို့ဒီကဲပြောဘာဖြစ်လို့ C ကအပြည့်အပူဘာလို့မထည့်ပေးတာလဲအပူအတိုင်ကြီးတွေပါနေတယ်ငါတို့ဒီပေးလိုက်ပြီးငါမိုင်းထောင်ကြီးနေရာမှာမင်းနည်းနည်းတော့ပို့ထည့်ပေးနေတာပေါ့ဟုတ်ဘူးလားဘာဖြစ်လို့မထည့်ပေးလဲကဲမိုးစိတ် ဒီတမိုးမြုပ်တဲ့နေရာမှာပဲချိန်ထားဖို့ ဘာဖြစ်လို့တင်မောမျိုးတဲ့နေရာမှာတင်မောကြီးချစ်လို့ပါ တမိုးကြီးလို့တော့ဒီကဥစားကျွန်တော်ဒီ e-bus တို့ဘာလို့ destroy ရပြီဆိုတော့ဒီနားမှာပဲရှိမှာဆိုလာကေဒီနားမှာပဲလာကေ yes right မှန်တယ်နော်ဒီလားကတဲ့ ပြောမှန်နော်ဒီလိုလေ ဟမ် ကျွန်တော်တင်တာဒီလိုဒီကျွန်တော်တို့သတ်မှတ်ထားတဲ့ရရှိပါဦးဒီမှာဘယ်နေရနေပဲနေရနေပြီအဲ့ဒီအတွက်ပဲလောက်တဲ့စီပဲပါတယ်ထားရပေးတယ်ဟိုက၄ရက်ခိုင်၄ရက်ပဲစီပဲပါတယ်မင်းထင်တာမပြောနဲ့မင်းမသိဘူးပြောမသိဘူးပေါ့မင်းပေါက်ကြရလျှောက်ပြောငါဗီဒီယိုရိုက်နေတယ်မျိုးဘုရားပြောတာမှန်တယ်နော်မင်းတင်မောမြုပ်ပြီဆိုတာနဲ့တင်မောကအနီးဆုံးနေရာမှာမင်းတို့နေရဒီစီကငါတို့ဟိုပတ်မှာမဟုတ်တောင်ဟိုအိမ်တိန်ဝင်တိန်ထွက်လဲဖို့အတွက်ထည့်ပေးတာစီမဟုတ်ဘူးသဘောပေါက်လားတောင်ရွှေမြောက်ရွှေနည်းနည်းမနူးမနည်းနည်းလေးလှုပ်လို့ရရင်ရပြီငါတို့ကဒီတင်မောနဲ့အနီးဆုံးမှာပဲနေရတင်မောကအနီးဆုံးလာနေတဲ့အတွက်ကြောင့်တင်မောကရေထဲမမြုပ်ဘူးဆိုရင်တင်မောကပြန်တက်ပြီးတော့ငါတို့အစားတောက်ယူလို့ရမယ်ရေယူလို့ရမယ်ဒါနောက်ဆုံးအဆင့်ပြောတာနော်မှန်တယ်ပြီးတော့လာကဲလူကလည်းငါတို့တင်မောကဖြစ်လွတ်လိုက်တဲ့ဒီ signal တွေဘာတွေက e-bus ကလွတ်မှာအနီးဆုံးပဲလာမှာမဝေးလန်သွားမြင်ရှာတွေ့ရမဟုတ်တော့မှန်တယ်ဟဲ့လားလွတ်ဖြစ်နေတယ်တော်တယ်ကွာဒီပုတ်ထဲမှာတကြီးအတွက်နေရာရှိလား နံပါတ်နဲ့ဒီတော့အားပါ ဟုတ်ငါမေးတာဖြေတကြီးအတွက်နေရာရှိလား ရှိတယ်လေ ဘယ်မှာလဲ ဒီနံပါတ်ပါမှာပဲအဲ့ဒါတော့ဟဲ့လို့မရှိဘူး တကြီးကနေရာမရှိဘူးဘာဖြစ်လို့လဲလားတကြီးကဂျားကုန်ပါတာဒီနားထိုင်တဲ့လူမချောင်း ဟမ်ဒီနားထိုင်တဲ့လူမချောင်းဒီလိုထိုးချောင်းတဲ့ ကြာသူကဒီလိုကြီးကြာမှာ အဲ့လေဒီကနေချကြမလို့ ရန်ကပါရင်တော့ပါမှာ ဖြစ်သူရင်ဖြစ်ပါလိမ့်မယ် ဒီတိုင်းလေးမယ် ကြာကြာ But for God so loved the world, He gave His only Son, that whoever believes in Him will have life that never ends. No more fear, no more shame. His love has made a way. By His grace we are saved. Forever we will say, Lord Jesus, You are the gift of love.